谢说，家庭技术都不起么呢？ကျွန်တော်တို့မရည်ရွယ်ထားပေမဲ့လည်းပေါ့နော်ဒီကနေ့ဒီလိုအချိန်ဆိုတာရောက်ရှိလာတယ်ပေါ့စိုးဒီဖြစ်စေကောင်းဒီဖြစ်စေဝမ်းနည်းတွေဖြစ်စေဝမ်းသာတွေဖြစ်စေဒါဖျားရခင်ပြင်ဆင်တဲ့အကြံစီပဲဖြစ်မယ်လို့ယုံကြည်ပြီးတော့ခံယူထားပါတယ်လို့အဲဒါကြောင့်မလို့ကိုလွန်ခဲ့တဲ့3နှစ်ကျော်4နှစ်ဆိုတဲ့ကာလပတ်လုံးမှာကျွန်တော်ဘုံတော်တောက်ခေါင်းဘာမှမတိပါဘူးမတတ်ပါဘူးမတော်ပါဘူးဥဆောင်မှုအပိုင်းမှာတော့ကောင်လိုက်ပါဆောင်ရွက်တဲ့အပိုင်းမှာတော့ကောင်ပေါ့နော်အားနေတဲ့အပိုင်းတွေအများကြီးရှိပါတယ်လို့ဒါပေမဲ့လည်းအတင်းတော်ကတပည့်တော်စုကတင်းတို့တင်းသားများပေါ့နော်လူကြီးမိဘများအားလုံးကကျွန်တော်ကိုနားလေလက်ခံခွင့်လို့ချစ်ချင်းမေတ္တာနဲ့ပေါ့နော်မေတ္တာဖက်လက်အကောင်းဆုံးလမ်းပြပို့ဆောင်ပေးကြတဲ့အတွက်ကျေးဇူးအထူးတင်ရှိကြောင်းကျွန်တော်ပြောကြားလိုပါတယ်လို့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကပေါ့နော်ကျွန်တော်မိသားစု background ကပေါ့နော်ဒီလိုတင်းတော်အတိုင်းဝိုင်းထဲမှာပေါ့နော်အဝင်ထွက်ရှိခဲ့တဲ့ background မဟုတ်ခဲ့တော့ညာလဲဖျားသခင်ပို့ဆောင်တယ်ပေါ့နော်တကယ်ကိုအစိမ့်တက်ပေါ့နော်ကြောင်းပြီးတာနဲ့တခါတည်းဒီလိုမျိုးပေါ့နော်အမှုတော်သာသနာထဲမှာပါဝင်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်အထူးသဖြင့်တော့ဒီမှာရှိတဲ့ကျွန်တော်ဒီမှာအဓိကနေရဆိုတော့ပေါ့နော်ဒီမှာရှိတဲ့ကွန်တီတွေဒီမှာရှိတဲ့တင်းသားတွေကပို့ပြီးတော့မြင်တာထင်တာရှိပါတယ်ပေါ့နော်အဲကြောင့်မလို့ကျွန်တော်ရဲ့ဘုရင်ပိုင်းဆိုင်ရာဥဆောင်တဲ့အပိုင်းမှာတော့ကောအခြားသောလုပ်ငန်းဒီတော့လုပ်ငန်းပိုင်းဆိုင်ရာပေါ့နော်ဥဆောင်တဲ့အပိုင်းမှာတော့ကောအနေမှုတွေအတွက်ပေါ့နော်အလုံးကိုလိုအပ်ချက်တွေအတွက်ပေါ့နော်အလုံးကိုအထူးပဲတောင်းပန်ကြောင်းအထူးပဲပေါ့နော်ခုလိုပေးကြဖို့ရတော့လည်းပြန်လည်ပြီးတော့ပြောကြားလိုပါတယ်တောင်းပန်လိုပါတယ်လို့ပြီးတော့ပေါ့နော်အထူးသဖြင့်တော့ကျွန်တော်တို့ပေါ့နော်ဒီအတင်းတော်ပဲအထူးကျေးဇူးတင်နေပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီကျွန်တော်မိသားစုနဲ့ပတ်သက်တဲ့ကိစ္စဝေယဝိစာကအစားပေါ့နော်ဒီကိစ္စအကြီးအငယ်အားလုံးပါပေါ့နော်တကယ်ပဲမိသားစုတို့ဖွဲ့ဆန်းဆန်းတမန်နဲ့ပေါ့နော်အဖက်ဖက်ကနေပြီးတော့ပါဝင်ကူညီပေးကြတဲ့တင်းသူတင်းသားများပေါ့နော်အားလုံးကိုလည်းအထူးပဲကျေးဇူးတင်ကြောင်းဖော်ပြလိုတယ်ဆက်လက်ပြီးတော့ကျွန်တော်တို့ပေါ့နော်ဒီနေ့မှာအနှုတ်ဆက်ကြတယ်ဆိုပေမဲ့လည်းပေါ့နော်ရှေ့ဆက်လာမယ့်အနာဂတ်ခီးရဲ့တက်တာမှာပေါ့နော်ပြပါပဲတွေးပေါ့နော်ကျွန်တော်တို့ပေါ့နော်ဝမ်ပန်တတာနဲ့ဒီလိုကပြန်လဲပြီးတော့မိသားအဖွဲ့နိုင်ဖို့အလို့ငါလည်းမျှော်လင့်ပါတယ်လို့ဖျားခင်အခွင့်အခါပေးရင်တော့ကျွန်တော်တို့ပေါ့နော်ကောင်းမွန်ဆုံးအသက်တာခီးလာမှာပေါ့နော်ပြန်လဲပြီးတော့တွေ့ဆုံပြီးတော့ပြန်လဲပြီးတော့မိသားဖွဲ့နိုင်ဖို့အတွက်လည်းမျှော်လင့်ကြောင်းဆုတောင်းကြောင်းကိုလည်းပြောကြားလိုပါတယ်လို့ကျွန်တော်ပြောရှင်တဲ့အရာရတော့အများကြီးပဲတော့ဒါမဲ့လည်းကျွန်တော်ဒီကတော့ပဲပြောတယ်ကျေးဇူးတင်ထိုက်သူအရောက်ချင်းစီတိုင်းအကြီးအငယ်အားလုံးကိုအထူးပဲကျေးဇူးတင်ကြောင်းဖော်ပြလိုပါတယ်ပြောကြားလိုပါတယ်လို့ကျွန်တော်မိသားစုပေါ့နော်ကျေးဇူးတင်တဲ့အနေနဲ့ပေါ့နော်အမတ်တရလက်ဆောင်ပေါ့နော်ကျေးဇူးတုံးကွန်ဖဒီရောက်လည်းပြင်ဆင်ထားပါတယ်လို့ကျေးဇူးပြုပြီးပေါ့နော်ကျွန်တော်အရောက်ချင်းစီတိုင်းကိုတော့မပြင်ဆင်နိုင်ဘူးပေါ့နော်ဒါပေမဲ့လည်းကျွန်တော်တင်းတော်တွေကိုပေါ့နော်လက်ဆောင်ပြင်ဆင်ထားပါတယ်လို့ကျေးဇူးပြုပေါ့နော်ဘာမှမဟုတ်တဲ့လက်ဆောင်ဆိုပေမဲ့လည်းအမတ်တရားတတိယနေဖို့ပေါ့နော်လက်ခံပေးဖို့ရန်အတွက်မေတ္တာဖြင့်ဖော်ပြပေးလိုပါတယ်လို့ရှေးဥစွာပေါ့နော်ကျွန်တော်နတ်မောတင်းတော်ကနေပြီးတော့ပေါ့နော်ကိုစားပြုလက်ခံပေးပါလို့ပြီးရဲ့ခါမှာပေါ့နော်ကျွန်တော်မော်လီကင်မိသားစုကနေပြီးတော့လည်းပြန်လည်ပြီးတော့လက်ခံပေးဖို့ရန်အတွက်ဖော်ပြလိုပါတယ်ဖိတ်ခေါ်လိုပါတယ်လို့